တင်နန်းကိုစပြီးတော့လာတဲ့ရည်ရွယ်ချက်ကတော့လေကိုကြောင့်လုံးဝမဟုတ်ဘူးအိမ်ကအမျိုးသားကြောင့်အမျိုးသားကတော့နော်ကိုအရန်တိုးတက်စေချင်တယ်ဟိုငယ်တဲ့အချိန်မှာအရန်စူးစမ်းစေချင်တယ်ကိုကကြတော့ဘယ်လိုပြောမလဲသူကိုအများကြီး supporting ပေးတယ်သူပေးတဲ့လောက်ကိုကဖြစ်မလာတာတွေလည်းရှိတယ်ဖြစ်လာတာတွေလည်းရှိတယ်ဘယ်လိုပြောမလဲအခုဒီတင်နန်းကိုလုံးဝမသိဘူးအိမ်ကအမျိုးသားကလည်းဆရာကိုရှာပေးတယ်ဆရာရှိကိုသွားပါတဲ့ကိုဘာဆက်လုပ်ရမယ်ဆိုတော့ဒီကနေကြမှာဆုံးဖြတ်ပါအရင်မဆုံးဖြတ်ပါနဲ့ကိုကအရန်ဆုံးဖြတ်ချက်ချတာအရန်မြန်တယ်ပြီးသွားရင်ချပြီးသွားရင်လည်းမှားမှန်လုံးဝမစင်စားတော့ဘူးရှေ့ကိုလုံးဝလှုပ်တယ်အဲ့လိုလူထဲမှာပါတယ်မှားရင်လည်းခံမယ်မှန်ရင်လည်းဆန်မယ်ဆိုတော့လူစားမျိုးပေါ့နော်အတ္တအရန်ကြီးတယ်လို့ပြောလို့ရတယ်နောက်ဆုံးမိတ်ဘယ်လောက်တောင်အတ္တကြီးလဲဆိုကိုကိုမြင့်တင်မိတဲ့အမျိုးသားတော်တစ်ခါတလေမကောင်းမြင်တယ်ငါဒီလောက်လုံနေရတော့ तू ကမကျေနပ်ဘူးလားအမှန်တကယ်တော့မဟုတ်ပါဘူးကိုအတွက်လုပ်ပေးတယ်ဆိုတော့ကိုဆရာတင်တန်းစတက်လိုက်တော့မှတီးလိုက်တာကိုအရင်မရှိတာဆိုရင်တော့ပြဿနာမရှိဘူး तू မရှိတဲ့တစ်ချိန်မှာကိုတယောက်တည်းရက်တီနိုင်အောင်လို့ तू ကကိုအတောင်အလက်တွေစုံအောင်တက်ပေးနေတာကိုလုံးဝနားမလဲခဲ့ဘူး तू နဲ့ကိုနဲ့အိမ်နောက်ဆက်ကြတဲ့ကကိုမှဘာမှမပါလာဘူး तू ကအကုန်လုံးကိုဖြည့်ဆည်းပေးခဲ့တယ်ကိုဘဝအတွက်ပညာရေးရောကိုလှုပ်ချင်တာမှန်တယ်များတခါမှလည်းအပြစ်မမြင်ခဲ့ပါဘူးအိမ်ရမျိုးသားကြာရှုံးလဲအပြစ်မပြောခဲ့ဘူးထောက်ပံ့ပြီးတော့အခုဆိုလဲဘာလို့ပြောလဲဆိုဆရာတင်တန်းပြီးသွားရင်ဘာလို့မလဲကိုယ်တိုင်စဉ်းစားပြီးသွားလို့ရှိရင်လိုအပ်တာမှန်သမျှကိုပြောမဖြစ်ဖြစ်အောင်ဖြည့်ဆည်းပေးမယ်သူကအဲ့လောက်ထိကိုပြောတာအဲ့အတွက်ရန်ကျေးဇူးတင်ပါတယ်လို့ဆရာကိုလည်းလမ်းပြပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဆရာတင်တန်းတက်ပြီးတော့မှအမြင်တွေလည်းအများကြီးပွင့်သွားတယ်ကိုလည်းစင်ကြင်ရမယ်ဆိုတာကိုပို့ပြီးတော့သိလာတယ်အချိန်ကိုလည်းအသုံးချရမယ်ဆိုတာကိုတော်တော်လေးကိုနားလည်သွားတယ်အချိန်မဖြုံးမိဖို့အတွက်လည်းကိုအမြဲတမ်းသတိပေးနေတယ်